ကိုပြောပါရှင်ညီမရေကိုလာဘူးကြီးကတ်20လောက်မှာချင်လို့ပါဟုတ်ကဲ့ကိုဟုတ်ဒီနေ့ဝေးလန်းကြောင်းလေးနဲ့တခါနဲ့ထည့်ပေးလိုက်မယ်လीနော်ကိုချိန်မိသေးရဲ့ရှင်ဟုတ်ကဲ့ဟုတ်ကဲ့မောင်လေးတို့ဒီနေ့ order တွေအများများတယ်နော်နီးတို့သေချာလေးစစ်ပြီးသွားကြအောင်သိချပါမဘယ်တော့မှမဟုတ်ဘူးလို့လေအမလေးနီးတို့ iStore Android ရှိနေလို့မမှားတာငါမသိဘူးများမှတ်သေးလားပုံမှန်ထားတဲ့ပစ္စည်းလေးလာပို့ပေးတာပါဗျအေးညီလေးကိုလည်းမျောနေတာဟောဒါနဲ့ညီလေးအရင်ဘက်ကပို့ထားတဲ့ရေတန်းကတ်20ကိုဇီနိုလေးနဲ့အဆင်ပြေရင်တစ်ခါလေးလဲခဲ့ပေးပါဦးညီလေးရတယ်လေကိုကျွန်တော်ကောင်းကောင်းပစ္စည်းဘက်မှာပါတော့အရင်စစ်ပေးမယ်နော်ကိုအခုလိုချင်တဲ့ပစ္စည်းရောလက်ရှိကျွန်တော်တို့ကားပေါ်မှာပါမလာသေးဘူးဗျအခုဒါပေမဲ့ကျွန်တော်တို့ဝယ်အောင်မှာတော့ stock ရှိတယ်တော့နောက်တစ်ပတ်ကျရင်ကျွန်တော်တို့လာပြီးတော့ပို့ပေးလို့ရပါတယ်ကိုတကယ်လို့အခုအဆင်ပြေဆိုရင်ကျွန်တော်တို့အခု order တင်ထားလိုက်မယ်ဗျရတယ်ညီလေးကိုအရန်တော့အရင်ကြည့်တယ်ဒါပေမဲ့နောက်ပတ်လေးတော့ဒီဆောင်လာပို့ပေးနော်ညီလေးဟုတ်ဒါနဲ့ညီလေးကိုငွေပေါင်းရှင်းဖို့ကြံနေလေကိုကျွန်တော်တစ်ချက်ကြည့်ပေးမယ်နော်တော့ရှိဦးမယ်ဗျာအကိုအဲ့ဆိုရင်ကိုရင်တစ်ခေါက်ယူထားတဲ့ပေါင်ချဖို့အရင်ရှင်းလိုက်မယ်နော်ညီလေးဟုတ်ရပါတယ်ဗျာအကိုပေါင်ချတစ်ဆောင်ရေးစီမယ်ရှင်းလုံးပေါင်းမယ်ရှင်းအခုအဆင်ပြေလို့ရှင်းလို့ရပါတယ်ဗျာလူကြီးမင်းတို့လုပ်ငန်းမှာယခုလိုမျိုးနယ်အသီးသီးကိုအယောင်ကားများလွှတ်ပြီးအယောင်ပြုလုပ်တဲ့အခါ salesman များမှာ tablet အသုံးပြုပြီးလွယ်လင့်တကူလုပ်ငန်း process ကိုလှုပ်ဆောင်ခြင်းနဲ့ဆိုရင်တော့ညီမတို့ရဲ့ iStore Enterprise Cloud-based ERP software ကိုအသုံးပြုနိုင်ပါတယ်။ salesman တွေရဲ့ workload တော်တော်များများကိုရှင်းချပေးနိုင်မယ့်အပြင်ရုံးချုပ်မှလည်းအယောင်ကား business စီရဲ့စီးရင်စရာတွေကိုအချိန်နဲ့တပြေးညီသိရှိစစ်ဆေးနိုင်ပါတယ်။ဒါကြောင့်လူကြီးမင်းတို့ရဲ့ wholesale distribution လုပ်ငန်းတွေအတွက်တိုင်ပင်ဆွေးနွေးလိုတာပဲဖြစ်ဖြစ် software နဲ့ပတ်သက်ပြီးအသေးစိတ်သိရှိချင်တာပဲဖြစ်ဖြစ်ညီမတို့ Galaxy ရဲ့နီးစပ်ရာရုံးခွဲများကိုဆက်သွယ်စုံစမ်းမြင်နိုင်ပါတယ်ရှင်။